ကဲအားလုံးပဲကျွန်တော်တို့ရွှေတူဒီဖော်မြူလာ channel ရနေပြီးတော့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်တို့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲကျွန်တော်တို့ live stream နဲ့တကွကြည့်ကြင်ကြတဲ့မိတ်ဆွေများအားလုံးပဲယခုဒီရွှေတူဒီဖော်မြူလာဆိုတဲ့ channel ကို subscriber တယောက်မကျန်နှိပ်ထားခြင်းအားဖြင့်အမြတ်ဆုံးကျွန်တော်တို့ live stream ပွင့်သွားလို့ရှိရင်လက်တော့ site တွေformula ကွင်းတွေကိုအတူတကွကြည့်ရှုလို့ရပြီပေါ့နော်အခုလောဆယ်ရတဲ့မိတ်ဆွေတို့ဗီဒီယိုပဲကြည့်လို့ရအောင်မယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ယုံတဲ့မိတ်ဆွေတွေကတော့ညှက်ချရှိကြမယ်တောလို့တောင်းလို့ကြားလို့မြောက်လို့မိတ်ဆွေတွေကတော့အရှုံးနေပဲကျင်ဆိုင်လဲရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တင်ပေးထားတာဒီဗီဒီယိုနဲ့ကျွန်တော်တင်ပေးထားတယ်ဒီတစ်ပတ်ဟုတ်လား19ရက်ကနေပြီးတော့23ရက်တလ2026တပတ်စာပေါ့နော်ကြိုတင်ပြီးတော့တင်ထားပေးပြီးသားဖြစ်တယ်ဟုတ်လားနောက်တစ်ချက်နော်ဒီမှာဆိုရင်ဗီဒီယိုနှစ်ဖိုင်တင်ပေးခဲ့တယ်ဗီဒီယိုဖိုင်လေးပေါ့နော်နှစ်ဖိုင်လုံးတင်ပေးခဲ့တယ်ဒီမနက်မှာကျွန်တော်သတိပေးခဲ့တယ်ဟုတ်လားကြည့်ရှုမှု29ယောက်ရှိတယ်နော်ကြည့်ရှုမှုကကျွန်တော်တို့ view 29ယောက်ရှိတယ်အဲ့တော့ဒီမှာကျွန်တော်ကြည့်မယ်ဆိုတော့ကအဲ့ဒီမှာကြည့်မယ်19ရက်ကနေပြီးတော့23ရက်တလ2026နော်8868 303931နော်3နဲ့ပတ်သက်လာရင်ကဏ္ဍ3ခုနဲ့ချုပ်ထားတယ်10နဲ့ပတ်သက်လာရင်ကဏ္ဍ3ခုနဲ့ချုပ်ထားတယ်1နဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ကဏ္ဍ4ခုနဲ့ချုပ်ထားတယ်831မပြောက်ပါသည်ဟုတ်လား831မပြောက်ပါသည်အခွေနေလဲထွက်သွားတယ်တွဲကွက် organal လဲဝင်သွားခဲ့ပါတယ်နောက်တစ်ချက်က အင်္ဂါမကျော်နော်အင်္ဂါမကျော်မှာ8နဲ့3ဟုတ်လားအခွေမွေးလို့သူနံပါတ်1ဟုတ်လားပင်မအခွေရတော့ကျွန်တော်2458ကိုအခွေ45လို့လဲထွက်သွားခဲ့ပါပြီတဲ့နော် 3D အခွေဒီတစ်ပတ်ကျွန်တော်တို့နှစ်ကွက်ထွက်မယ်လို့ပြောထားခဲ့တယ်ပေါ့နော်အဲ့တော့38361ဆိုတဲ့တတိဖြစ်အခွေ 3D အခွေထိုးကျင်ကြတဲ့မိတ်ဆွေတွေလည်းမွေးထိုးလို့ရတယ်ဆိုပြီးတော့လေအတန်ပိုင်းနဲ့ပြောပေးထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီထက်ကနေပြီးတော့ကျွန်တော်31ဆိုပြီးတော့ထော်သွားပြီအပေါ်ကအခွေရတော့သူ့ရဲ့တိုင်းတာပြီးပြီပေါ့နော်ဒီ 3D ရဲ့အခွေရနောက်ထပ်တစ်ကွက်ထပ်ပြီးတော့ထွက်ဖို့ရှိသေးပါတယ်ဆက်လက်ပြီးတော့မွေးကျင်ကြတဲ့မိတ်ဆွေတွေပေါ့နော်အပေါ်ကအခွေရတော့2458ကိုအခွေရတော့ကျွန်တော်45လို့ထော်သွားပြီးပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဘာကြံမလဲဆိုတော့အထူးမွေးရှိအောင်မယ်အထူးမွေးရဲ့ကျွန်တော်တို့8တလုံးရင်အထူးမွေးရ4384နဲ့3832နဲ့80နဲ့3ပေါ့နော်3832ပေါ့နော်မွေးကန5ကွက်ရှိမယ်93ညပရိတ်လည်းထွက်သွားခဲ့ပြီ8တလုံးပဲကြံတော့တာဖြစ်ပါတယ်အားလုံးကဘိုးတို့မကျော်နဲ့ထွက်မှာမဟုတ်လို့ဒီကောင်နဲ့ဒီမှာရှိတဲ့ကျွန်တော်8တလုံးနဲ့ပေဟာကစားမလဲမိတ်ဆွေတို့ရေးချယ်လိုက်ပတ်တီးကြိုက်တဲ့မိတ်ဆွေတွေရတော့ကျွန်တော်ပတ်တီးနဲ့ပဲစပယ်ရှယ်ကစားပိုင်ခွင့်ရှိပါတယ်နော်ပတ်တီးရတော့8တလုံးပဲကြံတော့မယ်နော်ဟာလားနောက်တစ်ချက်ကကျွန်တော် live stream မှာတစ်ချက်ပြောခဲ့ပါတယ်ဘာပြောခဲ့တယ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တောက်ကြညနေခင်းမှာ3ပရိတ်နဲ့ဆုံးတက်လို့ရှိရင်နောက်တစ်ပတ်2ရက်မကျော်နဲ့အထွက်များနေတာ6တလုံး9တလုံးလို့ကျွန်တော်တို့ပြောခဲ့ပါတယ်နော်ဟာလားဆိုတဲ့ခါကျတော့ဒီညနေမှာကျွန်တော်တို့စုံကနန်းတွဲမိအောင်6တလုံးသတိထားပါနော်6တလုံးသတိထားပါအားလုံးပဲလိုင်းပေါ်မိတ်ဆွေတွေနော်6နဲ့8ဘေးဟာကတ်မလဲ8ကတော့ကျွန်တော်စုံကတ်ပေးထားတယ်ပေါ့နော်8ကတော့စုံကတ်ပေးထားတယ်80 86 80နဲ့8အဲ့ဒီ6နဲ့လိုက်မလားကိုက8ဒီကောင်လေးကမူသေးကနန်းနေဖြစ်တယ်မပြောက်ပါသေးရနော်လုံးဝမပြောက်တဲ့ကနန်းနေဘို့တို့မကြော်နဲ့ထွက်တာဖြစ်တယ်ဒီကောင်နဲ့ကစားမလားအစ်စ်နဲ့ကစားမလားကိုပါကိုညံထွင်ညက်ချင်နဲ့ဒါရရင်နားပြီးဆိုတဲ့ line ပေါ်မိတ်ဆွေတွေဟာလား80 86 80နဲ့8ကိုမှအကြိုက်ရှိရင်ထပ်ပြီးတော့ကတ်8တလုံးနော်ကဲအားလုံးပဲကျွန်တော်တို့ special award မိပါစေလို့ဆုမကောင်းတောင်းမိပါတယ်83 break ဆက်လက်ပြီးတော့မွေးပိုင်ခွင့်ရှိပါတယ် line ပေါ်မိတ်ဆွေတွေပေါ့နော်83ဘရိတ်ဆက်လက်ပြီးတော့မွေးပိုင်ခွင့်ရှိပါတယ်အဲ့ဒီထဲကကျွန်တော်တစ်ခွန်တစ်ခွက်ထပ်ပြီးတော့သတိထားပါ
တစ်ခွန်တကွက်တတိထားပါ80တကွက်တတိထားပါနော်ဗီဒီယိုဖိုင်ဆိုတော့ကျွန်တော်တို့ live လွှင့်ရတာအဆင်မပြေဘူးလက်တွက် site တွေခင်းပေးလို့မရဘူးပေါ့နော်အဖွဲတွေကတော့ကျွန်တော်လက်တွက် site လေးတွေခင်းပေးတယ်ဟာလားအဖွဲတွေရတဲ့ဒီမှာ30နဲ့1ဟာလား30နဲ့1နော်ဒီမှာတစ်ဖွဲရှိမယ်အနည်းရတော့ကသူတို့ကိုကျွန်တော်258 3ညတထေးပြအခွေဟာလားနံပါတ်1အစီအစဉ်နေနေပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဟာလား3ထိပ်စီနော်3ထိပ်စီနဲ့ပေးခဲ့ပါတယ်အချိန်6နာရီ56မိနစ်မှာပေးခဲ့တာဖြစ်ပါတယ်333130ညနေကို26ဆိုတော့အခုက31ထော်သွားပြီဆိုတော့26ကထိုးတရားမလို့တော့ဘူးပေါ့နော်ထိုင်းပါဝါပေါ့နော်ထိုင်းပါဝါကျွန်တော်ဖမ်းပေးတာဖြစ်တယ်ဟုတ်လားကိုင်းအားလုံးပေါက်ကြပါစေစုမကောင်းတောင်းမိပါတယ်ကြံနေတဲ့ကျွန်တော်တို့ရှစ်တလုံးနဲ့အမိတ်ဆွေတို့ကပ်ပြီးတော့ကစားစုံကနန်းဖြစ်အောင်ကစားနော်အားလုံးပဲဘိုင်ဘိုင်ပါ